အဲ့တော့လူတွေဟာအနေတက်ဖို့လိုတယ်လို့ပဲအသေးတက်ဖို့လည်းလိုသေးတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဒီသုတ်တံမှာဘာဟောထားတော့ဆိုအေးနေမကောင်းထိုင်မသာဖြစ်ပြီးတော့ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုပညာရှိတဲ့မိတ်ဆွေတယောက်ကအားပေးစကားပြောတဲ့နဲ့လို့တကယ်ဟောထားတယ်အကျိုးရှိလို့ပြောတာအားပေးစကားပြောရမှာတချို့ကြတော့ဘုန်းကြီးပင့်ပြီးတော့ပရိရွတ်ထားတော့ငါ့ကိုသေမှထင်လို့ပရိရွတ်ထားလားလို့ဆိုပြီးတော့လူကမကြိုက်ဘူးဟုတ်ကဲ့လားအဲ့ဒါကိုလိန်နေတာမဟုတ်ဘူးလားအဲ့ဒါလိုလိန်တာမျိုးကသူများလိန်တာမကောင်းတယ်လို့ကိုလိန်ရင်လည်းမကောင်းဘူးနော်အမျိုးစုံလုံးလေးရှိကြတယ်မြတ်စွာဘုရားကအားပေးစကားပြောရမယ်တဲ့ဗမာပြည်မှာတော့တချို့ကအားပေးစကားမပြောဘဲနဲ့ဘာပြောတော့ဆိုသင်ငယ်စောနဲ့မျောနေတဲ့လူဗန်စာအုပ်ဘယ်နှထားခဲ့တော့မေးတဲ့လူကမလို့လက်ကောက်တို့စိတ်နှကတ်တို့ဘယ်နှထားတော့တည်တဲ့လူချောင်းမမလားအဲ့လိုမေးဘုန်းကြီးတွေလည်းပြန်တော်မူကန်ဤဆိုရင်အဲ့ဒီကျောင်းကိုဘု து အခက်မှာတော့လာသေးတာဟုတ်ကဲ့လားအဲ့ဒါအားပေးစကားဖြစ်ပါမလားမဖြစ်ဘူးတွန်းလွတ်တာနဲ့ဒူးနေတယ်ဟုတ်ကဲ့လားအဲ့ဒါမျိုးမဖြစ်သင့်ဘူးတဲ့တကယ်ကအားပေးစကားပဲပြောရမယ်ဟောမြတ်စွာဘုရားကအားပေးစကားပြောဖို့ဒီသုတ်တံလေးမှာသင်ပေးထားတာကဲဒီသုတ်တံလေးမှာမြတ်စွာဘုရားကအားပေးစကားသင်ပြောရမယ်ဆိုတော့ဘယ်လိုပြောရမလဲဒီနေရာမှာတတိထားဖို့ရကအားပေးစကားပြောတဲ့လူကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အားပေးစကားအပြောခံတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆင်ញင်တုံတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လူမိုက်သောအားပေးစကားပြောလို့မရဘူးလက်ခံညီမခံနော်သူကတော့ငါမသိသေးဘူးငါသိမယ်ထင်လို့လာပြောတာလားဆိုရန်တောင်တွေ့လွတ်လိုက်လေဦးမယ်ဟုတ်ကဲ့လားအဲ့တော့အားပေးစကားပြောတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကပညာရှိတဲ့ဥပဒကသည်တဲ့ပညာရှိတဲ့ဥပဒကနေမကောင်းထိုင်မသာဖြစ်နေရင်အားပေးစကားဆုံးမစကားပြောပါလို့ပြောတာအဲ့ဒါလို့အားပေးစကားပြောလိုက်ရင်အကျိုးရှိနိုင်ငံခြားတိုင်းပြည်တွေကဆေးရုံကြီးတွေမှာမျှော်လင့်ချက်ကင်းသွားတဲ့လူနာတွေဆရာဝန်တွေကစိတ်ကောက်ကုသမှုကိုဆက်မလုပ်တော့ဘူးဆိုတဲ့လူနာတွေကိုသက်ဆိုင်ရာဘာသာရေးကောင်းဆောင်တွေဘာသာဝင်တွေကနေပြီးတော့အားပေးစကားပြောဖို့ဆိုပြီးတော့ထားရတယ်သူကောင်းတဲ့အစီအစဉ်တစ်ခုပေါ့နော်အဲ့တော့မြတ်စွာဘုရားဒီသုတ်တံမှာလည်းပဲအဲ့ဒီအဓိပ္ပာယ်မျိုးဟောထားတာလေဒါဖြင့်အားပေးစကားပြောရမယ်ဆိုရင်ဘယ်လိုအားပေးစကားပြောရမလို့ချက်၄ချက်နဲ့ပြောရမယ်လူဥပဒကတွေချက်၄ချက်နဲ့ပြောရမယ်လူအကြောင်းလေးဆိုဘာပြောမလဲဆိုမင်းမဘုရားအပေါ်မှာနှစ်ကာနဲ့အသိဉာဏ်နဲ့ဘုရားပေါ်မှာယုံကြည်တဲ့တရားတရားတွေရှိနေတယ်ဘာမှကြောက်စရာမလိုဟုတ်ကဲ့စိတ်အေးလက်အေးနေနိုင်တယ်ပေါ့ဘယ်ဘဝခရီးပဲဖြစ်ဖြစ်ဒူဒူပဲဘဝဒီဘဝသိသွားလဲနောက်ဘဝတစ်ခုရောက်မှာပါဟိုဘဝလည်းဒီလိုသိလာတာပဲလေအခုအသက်30ရှိတဲ့လူကဟိုဘဝသိလာတာအနှစ်30ရှိပြီပေါ့မွေးနေ့ဟာသိနေပဲဟိုဘက်ကလာခဲ့တာနဲ့ဟုတ်ကဲ့လားသိတဲ့နှစ်ကိုပြန်တွက်တာနဲ့ဒူဒူပဲလေဟိုဘဝသိပြီးမှဒီဘဝကိုဖြစ်တာ哦နော်အေးဒါကြောင့်မို့လို့ပထမအားပေးစကားပြောရမှာပါတော့ဗုဒ္ဓေအဝိစ္စပတာဒေနသမဏဂတောအဝိစ္စပတာဒဆိုတာမြတ်စွာဘုရားကိုဂုဏ်တွေကိုသိပြီးတော့နှစ်ကာယုံကြည်တဲ့တရားရှိရမယ်အဲ့ဒီတရားတရားမင်းမရှိနေရင်ဘာမှကြောက်စရာမလိုဘူးမကောင်းတဲ့ဘဝဘယ်တော့မှမရောက်ဘူးဟောတရားကကယ်သွားလိမ့်မယ်အားပေးเสียဒါလေးကိုအားကိုဟုတ်ကဲ့လားဗုဒ္ဓေဝိသပတာဒဘုရားကိုနှစ်ကာယုံကြည်တယ်ဆိုတာဘယ်လိုဟာတော့ဆိုနော်လူတွေကဘုရားကိုကိုးကွယ်တာအမျိုးမျိုးမရှိဘူးလားတချို့ဘုရားကိုးကွယ်တာဘယ်လိုရည်ရွယ်ချက်နဲ့ကိုးကွယ်တာတော့ဆိုလက်ကောင်းအောင်လို့ကိုးကွယ်တာအဲ့ဒါနှစ်ကာယုံကြည်တာမဟုတ်ဘူးဒီဘုရားကိုးကွယ်လို့ရှိရင်ထီပေါက်မယ်ချဲပေါက်မယ်စီးပွားတက်တယ်ဆိုတဲ့အနေနဲ့ကိုးကွယ်တာမရှိဘူးလားအဲ့ဒါမျိုးတွေဒါကြောင့်မလို့အမေနေကြိုက်နံကြိုက်တွေပါလေဒေရင်ဆရာစီမေးပြီးတော့ဘယ်နေသားဆိုရင်ဘာအသားကိုးကွယ်ရမယ်ဆိုပြီးတော့အဲ့ဒါမျိုးထူးမှားပြီးတော့ကိုးကွယ်ကြတယ်စင်စည်းမြင်းရံတယ်ဆိုပြီးစင်စည်းမြင်းရံရုပ်ပွားကိုးကွယ်တာတော့
အဲ့ဒါတော့အတိညာနဲ့ကိုးကွယ်တာလို့ဆိုနိုင်မှာမလားသို့တော့အဲ့ဒါမျိုးကိုးကွယ်တဲ့လူတွေရောမရှိဘူးလားအဲ့ဒါအဝိဇ္ဇပတာရမဟုတ်ဘူးတဲ့ဘာဖြစ်လို့တော့တခုံတစ်ခုတစ်စုံတစ်ခုလိုချင်နေလို့ဒီဘဝရဲ့အကျိုးရှိရာအကျိုးရှိကြောင်းယုံကြည်ချက်အတိညာမဲ့တဲ့ပညာမဲ့တရားလို့ခေါ်တယ်ပေါ့နော်ပညာမဲ့တဲ့တရားနဲ့ကိုးကွယ်တာမျိုးတွေကြတော့ခုနကအကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်ဘုန်းကြီးပြောတာထိုက်တဲ့လောက်အကျိုးလေးတော့ရှိမယ်ဒါပေမဲ့လို့အစွမ်းထက်တဲ့အကျိုးမျိုးမဖြစ်နိုင်ဘူးတရားပညာမဲ့တရားနဲ့ကိုးကွယ်တာမျိုးဖြစ်တယ်ပညာရှိတဲ့တရားနဲ့ကိုးကွယ်ရမယ်ဆိုတာဘယ်လိုဟာတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေအေးအရဟံဆိုရင်နှလုံးသွင်းလိုက်တို့မှာလောဘတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်မြတ်စွာဘုရားရဲ့စိတ်ထဲမှာဟောဒီလောဘဒေါသမောဟတို့ဆိုတာလုံးဝမရှိဘူးဘုရားစိတ်ဟာဖြူစင်လိုက်တာဟောအရဟံဂုဏ်တော်ကိုအာရုံပြုတဲ့အခါကျတယ်နော်ကိလေသာအသောတွေကလုံးဝကင်းနေလို့မြတ်စွာဘုရားစိတ်ဆိုးတယ်ဆိုတာမရှိဘူးလောဘဖြစ်တယ်ဆိုတာမရှိဘူးမသိဘူးဆိုတာလည်းမရှိဘူးလောဘဒေါသမောဟကင်းတဲ့ဘုရားပဲလို့ဟောအရဟံဂုဏ်တော်ကိုဒါကြောင့်မို့လို့ဒီလိုလောဘဒေါသမောဟတွေကင်းနေသည့်အတွက်ကြောင့်တလောကလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေကဥညွတ်ပြီးတော့ရှ िख ိုးလိုက်တဲ့ဘုရားပါလားရှ िख ိုးရင်ဘုရားဆိုတာလက်ုံလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ုံလေးနဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရကုဏ္ဏလီသူတို့သားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်ဆေးကုမပေးဘူးဆေးမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေတေကဏီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေဘုရားကဆောင်းကကြွလာတဲ့အခါထတောင်ရှစ်မခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့ဩဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှစ်မခိုးလိုက်ရဘူးခုရှစ်ခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့ကိုကြည့်ဘလို့စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာနော်လက်ဥတော်မချီနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာရုံပြုပြီးစိတ်ထဲကကြည်နူးလိုက်ရုံလေးနဲ့တင်ပဲကြည့်နတ်ပြည်ရောက်လာလူမပြောနဲ့ကက္ကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်တဲကဖားလေးတစ်ကောင်မြတ်စွာဘုရားတရားဟောတာတစ်ပင်အောင်ရေကန်ထဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝိုးရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့နားထောင်ကောင်းတဲ့အတန်လေးပဲတိရစ္ဆာန်ဆိုတာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်မရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော့တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေလွှမ်းခြုံထားတဲ့မေတ္တာတွေလွှမ်းခြုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ကြည်နူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နွားကြောင့်သားကတပြားတဲ့ခေါင်းကိုထောက်ပြီးဖိလိုက်လို့သူခင်ဗျာတေးသွားတာအဲ့ဒီကြည်နူးတဲ့စိတ်ကလေးဘုရားကိုအာရုံပြုပြီးတော့ကြည်နူးတဲ့စိတ်ကလေးနဲ့တင်ပဲနတ်ပြည်ရောက်သွားကဲဘလောက်ဆောင်းဆောင်မှုကောင်းလဲဒါကြောင့်ဗုဒ္ဓေအဝိဇ္ဇပတာရမြတ်စွာဘုရားကိုအသိဉာဏ်နဲ့များကြည်ညိုလိုက်မယ်ဆိုလို့ရှိရင်ဒီတဲ့အစာပေါင်းများစွာအကျိုးရှိတယ်အားကိုးเสียမကောင်းဘူးလားကောင်းပါရဲ့ဗျာပိုက်ဆံတွေဘလောက်ချမ်းသာထူပိုက်ဆံကနတ်ပြည်မပို့နိုင်ဘူးနော်ပစ္စည်းဥစ္စာကနတ်ပြည်မပို့နိုင်ဘူးပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးဒါနကောင်းမှုလုံးမှသီလဆောက်တည်မှနတ်ရသုဂတိဆိုတာရောက်တာဟုတ်ကဲ့လားလောကမှာပစ္စည်းဥစ္စာဆိုတာပစ္စည်းရှိလာပြီးတော့ပစ္စည်းကိုအကြောင်းပြုပြီးလူတိုင်းချမ်းသာဒုက္ခရတယ်လို့မအောင်မိနဲ့ဒီဘဝမှာလည်းပဲဆင်းရဲကြပြီးနောက်ဘဝမှာလည်းဒုက္ခရောက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟနန္တိဘောဂဒုံမိတာနောစပါရခဝေတိနောအတိညာမရှိတဲ့ပုဂ္ဂိုလ်ကိုပစ္စည်းဥစ္စာတွေကဖြည့်ဆည်းတတ်တယ်တဲ့ပစ္စည်းဥစ္စာကြောင့်ထိုပုဂ္ဂိုလ်ကပျက်စီးရတယ်ပေါ့ပစ္စည်းဥစ္စာကြောင့်ဒုက္ခရောက်တယ်ပစ္စည်းဥစ္စာကြောင့်သေရတယ်ဟောအမျိုးစုံရှိတယ်လူတွေမှာနော်ပစ္စည်းဥစ္စာကဒုက္ခပေးဖို့သို့တော့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကိုဖြည့်ဆည်းနိုင်ပေမဲ့လို့ဒီဘဝမှာဒီလိုဖြည့်ဆည်းတယ်ဖြည့်ဆည်းနိုင်ပေမဲ့လို့ပစ္စည်းဥစ္စာကိုအသုံးချပြီးတော့နိဗ္ဗာန်တစ်ဖက်ကန်းကိုတက်လှမ်းလို့တဲ့သူတော်စင်တွေကိုတော့ပစ္စည်းကအနှောင့်အယှက်မဖြစ်ဘူးပစ္စည်းကိုအကြောင်းပြုပြီးတော့သူတို့ကကောင်းမှုတွေပြုကြတယ်ဟုတ်ကဲ့လားဒါကြောင့်မို့ပစ္စည်းဥစ္စာကိုဖြည့်ဆည်းနိုင်ပေမဲ့လို့ဒီဘဝမှာဒီလိုဖြည့်ဆည်းတယ်ဖြည့်ဆည်းနိုင်ပေမဲ့လို့ပစ္စည်းကိုအသုံးချပြီးတော့နိဗ္ဗာန်တစ်ဖက်ကန်းကိုတက်လှမ်းလို့တဲ့သူတော်စင်တွေကိုတော့ပစ္စည်းကအနှောင့်အယှက်မဖြစ်ဘူးပစ္စည်းကိုအကြောင်းပြုပြီးတော့သူတို့ကကောင်းမှုတွေပြုကြတယ်
အဲ့ဒါလို့မဟုတ်လို့ရှိရင်ဒီဘဝမှာလည်းပစ္စည်းကြောင့်အန္တရာယ်ဖြစ်ရတယ်ထိုပစ္စည်းကိုတတ်မဲ့ပြီးတော့တေရသည့်အတွက်ကြောင့်နောက်ဘဝမှာလည်းပြိတ္တာဖြစ်တယ်ငရဲရဟောဒါမျိုးတွေဖြစ်ကုန်တယ်အဲ့တော့ပစ္စည်းဥစ္စာအားကိုးเสียဟုတ်ကဲ့လားမဟုတ်ဘူးအဲ့တော့တကယ်အားကိုးเสียဆိုတာဘာတော့ကိုယ့်ကိုယ်စမ်းစစ်ကြည့်အဝိဇ္ဇပတ္တာရဖရာနဲ့ပတ်သက်ပြီးခုံကိုထိထိခိုက်ခိုက်ခုံတော်ကိုထိရောက်ပြီးငါကြည်ညိုနိုင်ရလားဘုရားကိုခုံတော်ကိုတိပြီးတော့ကြည်ညိုတဲ့ကြည်ညိုမှုမျိုးဟုတ်ကဲ့လားပညာနဲ့တရာလားပညာမဲ့တရာလားကိုယ့်ကိုစမ်းစစ်ကြည့်ရနော်အဝိဇ္ဇပတ္တာရဆိုတာအသိဉာဏ်ရှိရှိနဲ့ဘုရားကိုယ်ွယ်အဲ့တော့ဘုရားဆိုတာရုပ်ဆင်းတုကဘုရားကိုယ်စားအနေနဲ့ရှိတာဘယ်လိုရုပ်ဆင်းတုမျိုးကိုယ်ွယ်မကိုယ်ွယ်ကောင်းမှုဆိုတာလည်းမရှိဘူးဘုရားအမှတ်နဲ့ရှိခိုးဥချပြီးတော့ထိုဘုရားမှာအရဟံစတဲ့ဂုဏ်တွေရှိနေတယ်အရေးချင်းတွေရှိကိုယ်မှမရှိနိုင်တဲ့အရေးချင်းတွေသမ္မာသမ္ဗုဒ္ဓတရားဓမ္မတွေကိုမှန်မှန်ကန်ကန်ကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ဆိုတဲ့အရေးချင်းရှိတယ်ဝိဇ္ဇာစရဏသမ္မာနအတိပညာအတိဝိဇ္ဇာအကျင့်တရားတွေနဲ့လည်းပြည့်စုံတယ်သူကတနိဗ္ဗာန်ထီအောင်ပေါရောက်ပြီးသားလည်းဖြစ်တယ်ကောင်းမြတ်တဲ့တရားစကားကိုဟောပြောနိုင်တယ်လောကဝိတုလောကအကြောင်းကြီးကောင်းကောင်းသိတယ်စသဖြင့်ကိုကြည်ညိုရာဗုဒ္ဓရဲ့ခုံအရေးချင်းတွေကိုသိပြီးတဲ့အခါမှာမြတ်စွာဘုရားပေါ်မှာယုံကြည်တဲ့ခိုင်မြဲတဲ့တရားတရားရှိနေပြီဆိုရင်အဲ့ဒီတရားတရားလေးကဘယ်လိုနည်းနဲ့မှအပယ်ကိုမကျစေနိုင်တော့ဘူးဒီတရားတရားလေးချောင်းကောင်းရတုဂတိရောက်မယ်ဆိုခုနကလိုတေဂဏိမှာစိတ်အားငယ်နေရဘယ်သွားလို့သွားရမှမသိတဲ့စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်ဖို့လမ်းမဖြောင့်ပေဘူးလားဆိုပါစို့လူတယောက်ခရီးသွားတယ်ခရီးသွားတဲ့အခါမှာကိုသွားမဲ့ခရီးကိုလည်းသိတယ်ကိုရောက်တဲ့အခါမှာလည်းပဲဘယ်မှာနေရမယ်ဆိုတာကိုသိတယ်ဆိုရင်အဲ့ဒီလူဟာခရီးသွားတဲ့အခါပျော်ပါပါမရှိဘူးလားအဲ့ဒီလိုမဟုတ်ဘဲနဲ့မသိတဲ့နေရာမှာဆွေမရှိမျိုးမရှိကိုမသိတဲ့နေရာကိုသွားရမယ်ဆိုရင်ဘယ်လိုများနေရပါမလဲဆိုပြီးတော့စိတ်ထဲမှာအားငယ်မှုတွေမဖြစ်ဘူးလားအေးအဲ့ဒါမျိုးလိုပဲတန်တရားဘဝခရီးတစ်ခုကိုသွားတော့မယ်ဆိုလို့ရှိရင်တေဂဏီမှာအားငယ်တာတော့အမျိုးမျိုးပေါ့လက်ရှိကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေကိုစွန့်ခွာသွားရမှာတခုကိုမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ထားကြရမှာလဲဒါအားငယ်စရာတခုပေါ့နော်အဲ့တော့ကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေတို့ကိုမြတ်နိုးတဲ့ပစ္စည်းတွေတို့ဆိုတာကိုယ့်အတွက်အားကိုးရဟုတ်ကဲ့လားမဟုတ်ဘူးကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့ဘုရားပေါ်မှာနှစ်ကကြီးညိုတဲ့တရားတရားပညာနဲ့ကြီးညိုတဲ့တရားတရားတွေသာလည်းကိုယ့်အတွက်အားကိုးရအစစ်ဖြစ်တယ်အားကိုးလိုက်ပါတဲ့အဲ့ဒါအားကိုးထားပြီးဘာမှမပူနဲ့မင်းမဟောဘုရားကိုကြီးညိုတဲ့တရားစိတ်တွေပညာနဲ့သိတဲ့တရားစိတ်တွေရှိနေတယ်အဲ့ဒါကြောင့်မို့လို့စိတ်အေးလက်အေးနေဘာမှမပူနဲ့တည်သွားဒီတဲ့ကောင်းတဲ့ဘဝရောက်မယ်ဒီလိုအားမပေးတတ်ဘူးလားဟောတကယ်အားကိုးတဲ့အတိုင်းရောမဖြစ်ဘူးလားလို့ဆိုဖြစ်တယ်တကယ်အားကိုးတဲ့အတိုင်းဖြစ်တယ်ဟုတ်ကဲ့လားအဲ့တော့ဒီဘဝဒီခန္ဓာကိုယ်ကြီးကအသက်အရွယ်ကြီးလာလို့ကောင်းတော့တာမှမဟုတ်တာလောကလူတွေကြီးတွေအသက်ကြီးလာလို့ရှိရင်မကောင်းတဲ့စိတ်ရင်းတွေကများလာတယ်သိတယ်ကိုယ့်အကိုတွေ့ကြည့်ပြောကြတယ်လေဖိုးကြီးဖွားကြီးတွေမျက်စိကမကောင်းဘူးတဲ့မျက်စိမှုံးနေနားလည်းမကောင်းဘူးတဲ့ဟောမကောင်းတာမျက်စိတစ်ခုတည်းနဲ့မဟုတ်မျက်စိလည်းမကောင်းဘူးတဲ့နားလည်းမကောင်းဘူးတဲ့ဒူးလည်းမကောင်းဘူးတဲ့ဟောမကောင်းတာတွေများမလားဘူးလားဒီတဲ့ပိုရောက်များလာလို့ရှင်ဘာဖြစ်လို့နှလုံးကမကောင်းဘူးတဲ့ကြောက်ကကမကောင်းဘူးနဲ့အသေးကမကောင်းဘူးနဲ့ဆိုတော့မကောင်းတာတွေကောင်းတာတစ်ခုမှကိုမရှိတော့ဘူးဟုတ်ကဲ့လားအကောင်းတွေကုန်သွားလို့ရှင်ဘာဖြစ်လဲသေရတော့တာပေါ့ပြီးတော့မတည့်တဲ့ဆင်းရဲတွေလည်းများလာတယ်အသက်ကြီးလာလို့ရှင်ဟုတ်ကဲ့လားအစဆုံးဝက်သားမတည့်ဘူးတဲ့ဘာဖြစ်လို့သွေးတို့ရှိလို့တရားမတည့်ဘူးတဲ့ဘာဖြစ်လို့စီးကြယောဂရှိတယ်ဟောမတည့်တာတွေရောများမလားဘူးလားနောက်ကြတော့ဘယ်သူနဲ့မှမတည့်တော့ဘူးဆိုရင်ကိုယ့်ဘကိုအဲ့ဒါသုတ်တန်ရောက်သွားတော့လားပဲအဲ့တော့တေချာစဉ်းစားကြည့်မကောင်းတာတွေကလည်းများလာတယ်မတည့်တာတွေကလည်းများလာတယ်ဒါတန်ဝေကဖြစ်เสียမကောင်းဘူးလားငယ်တော့ကတော့မတည့်တာဆိုမရှိဘူးကုံစားနော်မကောင်းတာဆိုလည်းအကုန်မရှိဘူးကုံကောင်း
အဲ့တော့ဒီလိုဖြစ်လာတဲ့အခြေအနေမျိုးကိုကိုယ်တိုင်သိရမှာပေါ့အဲ့တော့ကျန်တာတွေကမကောင်းဘူးကျန်တာတွေနဲ့မတည့်ဘူးဆိုရင်ကိုတဲ့ဖို့အတွက်ကဘာတော့ဆိုလို့ရှိရင်တရားဓမ္မနဲ့တော့တက်အောင်နေရမယ်ဟုတ်ကဲ့လားမျက်စိမကောင်းခြင်းနေခါမကောင်းခြင်းနေနားမကောင်းခြင်းစေကြောက်ကမကောင်းစေခြင်းနေနှလုံးမကောင်းခြင်းနေအသေးမကောင်းခြင်းနေဘာကောင်းအောင်စိတ်ကလေးကောင်းနေဖို့လို့လေဟုတ်ကဲ့လားအဲ့ဒီစိတ်ကလေးကောင်းနေအောင်ဘုရားပေါ်မှာနှစ်ကာယုံကြည်တဲ့တရားတရားလေးကောင်းနေဖို့လို့တဲ့အဲ့ဒါလေးကောင်းနေလို့ရှိရင်ကျန်တာတွေကပြစ်ထားခဲ့ရမှာပဲကောင်းလည်းပြစ်ရတာပဲမကောင်းလည်းပြစ်ရတာပဲငယ်ငယ်ရွယ်ရွယ်နဲ့သိတော့လေကောင်းတော့ပြစ်ထားခဲ့တာပဲမဟုတ်လားခန္ဓာကိုယ်ကြီးဆိုတာငယ်ငယ်နဲ့သိသွားတဲ့လူတွေကောင်းတော့ပြစ်ထားခဲ့တာအသက်ကြီးမှသိတဲ့လူကမကောင်းလို့ပြစ်ခဲ့တယ်ဆိုရင်ငယ်ငယ်နဲ့သိရင်ကောင်းတာတော့ကောင်းတော့ပြစ်ထားခဲ့ရတာပဲဟုတ်ကဲ့လားအဲ့တော့ကိုတတိထားမှာအကောင်းဆုံးဖြစ်နေအောင်လုပ်ဖို့ရမှာတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်ပဲရသော်ဘုရားဂုဏ်ကြီးရဲ့ထုံမှန်းပြီးတော့နေထားတဲ့စိတ်ဟာတဲ့ဘယ်တော့မှအောက်ကိုမရောက်စေမဟာနာမင်းကြီးကိုမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်မဟာနာမပူနဲ့တဲ့သီလနဲ့ထုံမှန်းထားတဲ့စိတ်သမာဓိစွမ်းအားတွေနဲ့ထုံမွမ်းထားတဲ့စိတ်ပညာစွမ်းအားတွေနဲ့ထုံမွမ်းထားတဲ့စိတ်ဟာဘယ်တော့မှအောက်ကိုမကျစေဘူးဥပမာမဲ့ထောပတ်အိုးကြီးကိုရေထဲမှာခွဲလိုက်မယ်ဆိုလို့ရှိရင်အိုးခွဲတွေကအောက်ကျသွားတယ်ထောပတ်တွေကတော့အပေါ်တက်လာဟုတ်ကဲ့လားစီအိုးကြီးကိုခွဲလိုက်လို့ရှိရင်လည်းအိုးခွဲတွေကအောက်ရောက်သွားပြီးတော့စီကတော့ရေပေါ်တက်လာမှာပဲအဲ့ဒီတိုင်းပဲဖះကြည်ညိုတဲ့စိတ်ကလေးကအပေါ်တက်လာမှာဘာမှပူစရာမရှိဘူးဒါကြောင့်မို့လို့အားပေးတာလူပြေကမကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုစွန့်ပြီးတော့နတ်ပြေကိုသွားဆိုတာအားပေးတာဘယ်လိုအားပေးတော့ဆိုရင်မြေအိုးကိုခွဲပြီးတော့ရွှေအိုးကြီးကိုရယူတယ်လို့ပဲတဲ့မရှိဘူးလားဟုတ်ကဲ့လားအခုလို့ကိုယ်စိတ်လေးကောင်းတဲ့ပုဂ္ဂိုလ်တွေကြတော့မြေအိုးခွဲပြီးတော့ရွှေအိုးကြီးယူတယ်ဆိုတော့လူတိုင်းမြေအိုးခွဲပြကြမှာကြီးပဲရွှေအိုးပဲရကြကြမှာပေါ့အဲ့တော့လူဘဝကနေနတ်ဘဝရတယ်ဆိုတာဟာမြေအိုးခွဲကိုပြစ်ထားခဲ့ပြီးတော့ရွှေအိုးကိုရယူတာနဲ့တူတူပါပဲတဲ့ဟောဒါကြောင့်မို့လို့အဲ့ဒီမိမိနဲ့ယဉ်နေတဲ့မိတ်ဆွေသင်္ဃာတွေဆွေမျိုးသားချင်းတွေကိုဒီလိုအားပေးစကားပြောပါတဲ့ဒါတစ်ချက်နော်နောက်တစ်ခုကဓမ္မေအဝိဇ္ဇပတာရိဏသမနာကတော်တဲ့ဘာမှအားမငယ်နဲ့မင်းမဓမ္မပေါ်မှာယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့တရားတရားတွေရှိတယ်ဓမ္မကိုနှစ်ကာယုံကြည်တယ်မြတ်စွာဘုရားဟောတဲ့တရားသည်ဘယ်တော့မှလွဲမှားတာမရှိဘူးတဲ့ဒါဓမ္မရဲ့ခုံတစ်ခုပဲဟုတ်ကဲ့သွားခါတော့မြတ်စွာဘုရားအကျိုးနဲ့အကြောင်းနဲ့စီရီအောင်ဟောထားသည့်အတွက်ကြောင့်လွဲချော်တစ်ခုမှမရှိဘူးတန်ဋိဋ္ဌိကိုကိုယ်တိုင်ကျင့်ကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်တယ်အကာလိကောအခုကျင့်အခုရတဲ့တရားမျိုးဖြစ်တယ်အေဟိပတ္တိကောကိုယ့်ရဲ့မိတ်ဆွေသင်္ကားတွေလာပြီးတော့လှုပ်ကြည့်စမ်းပါလို့ဖိတ်ခေါ်လိုက်တဲ့တရားမျိုးဖြစ်တယ်ဩပနိကအခုပဲစိတ်ထဲမှာနှလုံးသွင်းအခုပဲစိတ်ချမ်းသာသွားစေနိုင်တယ်ဟောပိဿတံဝေရိတဘောဝိညုဟိသူတော်ကောင်းတွေဟာကိုအတိအတိကိုကျင့်ကိုခံစားရတယ်တဲ့ဟောဘုရားရဲ့တရားတော်တွေရဲ့ခုံကြီးတွေကိုဒီလိုနှစ်ကာသိပြီးတော့ယုံကြည်တဲ့တရားတရားဟာစိတ်ဓာတ်ကလေးကိုဖြူစင်စေတယ်အဲ့ဒီဖြူစင်တဲ့စိတ်ဓာတ်ကလေးကခန္ဓာကိုယ်ကြီးကဘယ်နေရာကမကောင်းကောင်းသူကကောင်းတဲ့ပုံကိုဆောင်သွားမှာပဲဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အားငယ်စရာပါရှိဘာမှမရှိကြည့်လေတချို့ဆိုလို့ရှိရင်ဥပမာခီးသွားတယ်ကိုမှဆွေတွေမျိုးတွေအရင်ချာတွေရှိတယ်ဒီအိမ်ကိုပိတ်ထားခဲ့ပြီးတော့ဟိုအိမ်ကိုသွားတယ်ဥပမာလည်းကိုယ်ဆွေမျိုးတွေကကိုယ်ကျိုးနေတာလို့သိလို့ရှိရင်အားငယ်မှုဖြစ်ရလားမဖြစ်ဘူးထို့တူပဲကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကအားငယ်စရာဘာတကူမှမရှိဘူးမြတ်စွာဘုရားအဲ့ဒါကြောင့်မလို့ပုံညာလိပဋိကနန္တိကုသိုလ်တွေကကျိုးနေကြမှာတဲ့ဘယ်ဘဝသွားကိုလှုပ်ထားတဲ့ကုသိုလ်တွေကိုယင်တဲ့နှလုံးထဲမှာစိတ်ဓာတ်ထဲမှာဖြူစင်ပြီးတော့နေတဲ့ကုသိုလ်တွေကကိုယ်ကျိုးနေကြမှာအဲ့ဒီလိုအားပေးစကားပြောရမယ်တဲ့စိတ်ငကကြီးပယ်ထားလာလို့သွားတော့မမေးနဲ့နော်အဲ့ဒါမျိုးတွေကိုအခုခေတ်တော့မေးနေကြတာပဲလေဒါမျိုးပဲ
ဟုတ်ကဲ့ဘုန်းကြီးတွေပြန်တော်မူတောင်အေးဆေးဆေးမပြန်တော်မူရအကြောင်းဘသူအခက်မှာတော့မျိုးလာသေးတာအဲ့တော့ဘယ်လိုလုပ်ကောင်းရသူကတိရောက်နိုင်မှာမလို့စိတ်တွေကိုညှဉ်းနှွမ်းသွားအောင်နှုတ်ချောက်လိုက်တယ်လို့မဖြစ်ပေဘူးလားအားပေးစကားပြောရမှာကအိုးကိုအားကိုးစရာတွေအများကြီးရှိတယ်ဘာမှမပူနဲ့ဟုတ်လားကိုယ်စိတ်ထဲမှာအားကိုးတွေရှိတယ်ဓမ္မဟာတကယ်အားကိုးရအစစ်ဖြစ်တယ်ထို့တူပဲအရိယာတန်ဃာတွေကိုကြည့်လိုက်သုပ္ပတိပါဏဘုရားဟောတဲ့အတိုင်းမှန်မှန်ကန်ကန်ကျင့်နေကြတယ်ဥစုပတိပါဏဖြောင်းဖြောင်းမတ်မတ်ကျင့်ကြတယ်ညာယပတိပါဏလမ်းစဉ်မှန်မှန်ကျင့်တယ်သာမိစိပတိပါဏနော်ဘယ်တော့မှလွယ်လွယ်မမမကြည့်ပဲနဲ့မှန်မှန်ကန်ကန်ကျင့်တယ်ဆိုရဟောအကျင့်မှန်ကန်မှုတွေအကျင့်မှန်ကန်မှုတွေကိုကျင့်ထားသည့်အတွက်ကြောင့်အာဟုနေယအဝေးကယူလာတဲ့ပစ္စည်းတွေလှူဒန်းပြီးတော့ပူဇော်လိုက်တယ်ပါဟုနေယဧည့်သည်တွေအတွက် special ထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ပူဇော်တိုက်တယ်ဟောဒက္ခိနေယအိဇလိကရဏိယလက်အုပ်ချီတိုက်တယ်အနုတ္တရံဘုံညခိတံလောကသလောကရဲ့ကုသိုလ်ကောင်းမှုလှုပ်เสียလဲမြေတာလို့ဖြစ်တယ်ကုသိုလ်ပင်ပြိုးခြင်းရင်တန်ခါမှာပဲပြိုးရတယ်ဒီလိုပြောတာနော်အဲ့ဒါလို့အာကိုးเสียတန်ခါပေါ်မှာနှစ်ကာဒီလိုယုံကြည်တဲ့တရားတရားဖြစ်ခုနှစ်စဉ်နှစ်တိုင်းဒီမှာဝိနည်းစာပြန်ပွဲကြီးကျင်းပနေတယ်ဩဝိနည်းပြန်ဆိုးနေကြတဲ့တန်ဃာတွေလူမယ်တန်းမယ်လက်အုပ်လေးတစ်ချိန်ခြိလိုက်မယ်ဖြော်ရည်လေးတစ်ခွက်တိုက်မယ်ရေလေးတစ်ခွက်တိုက်မယ်ဟောမရဘူးလားကုသိုလ်တွေအများကြီးရနော်အဲ့ဒီတန်ဃာကိုချီညိုတဲ့တန်ခေအဝိဇ္ဇပတာဒဆိုတဲ့ပညာနဲ့တရားတရားတွေဟာပညာရှိနဲ့ယုံကြည်တဲ့တရားတရားတွေဟာကိုယ်ရင်နဲ့နှလုံးထဲမှာရှိနေလို့ဘာမှမပူနဲ့လို့အားပေးစကားပြောပါမရှိသေးရင်ရှိအောင်လုပ်ပေးရမယ်ဟုတ်ကဲ့ပိုက်ဆံတို့အကြာကြီးစုဆောင်းပြီးလုပ်နေရတာမဟုတ်ဘူးကုသိုလ်စိတ်ဆိုတာအခုဖြစ်အခုရတာမရဘူးလားအခုနှလုံးသွင်းရင်အခုစိတ်ထဲမှာဖြစ်တာပဲလေကြည့်မထကုန္ဒလီတို့ဆိုဘုရားမြင်မြင်ချင်းမှာကြီးညိုတဲ့တရားလေးဖြစ်လိုက်တာနဲ့ပဲအဲ့ဒါလေးကနတ်ပြည်ပို့လိုက်တာဖားတရဝါလေးကလည်းကြည်မြတ်စွာဘုရားအတန်လေးကြားလိုက်တာနဲ့ကြည်နူးတဲ့စိတ်ကလေးကနတ်ပြည်ကိုပို့လိုက်တာဟုတ်ကဲ့လားအဲ့ဒါလို့အာကိုးစရာတွေတကယ်လဲအာကိုးလိုက်တဲ့အရာတွေကိုယ်တဏ္ဍမှာရှိနေတယ်ဆိုတာအားပေးစကားပြောပါတဲ့နောက်တစ်ခုအားပေးစကားပြောရမှာပါတော့စိတ်ဘာမှမပူနဲ့စိတ်ထဲမှာအာတင်ထားမင်းမှာခုချင်းတရားတွေရှိတယ်ငါးပါးသီလမင်းဘယ်တော့မှမဖောက်ပြဘူးလုံခြုံတယ်ဟိုတော့ကမလုံခြုံတော့အခုစောက်တည်လိုက်လုံခြုံသွားပြီဟုတ်ကဲ့လားဟိုတော့ကမလုံခဲ့ပေမဲ့လို့အခုအိုးရတဲ့လဲနေတဲ့အချိန်မှာငါးပါးသီလဖောက်ပြတာရှိသေးလားကိုမသင်ငယ်စောနဲ့မျောနေတာချင်းလေးတွေပါလေးတွေတတ်ဖို့တတ်အောင်မလားတတ်လောက်တော့ပါအောင်နော်ငါးပါးသီလပြည့်ပြည့်ဝဝလုံလုံချုံချုံပါဏာတိပါဒာတို့အဒိနာဒါနကာမေတုမေသာစာရမုဒ္ဒဝါဒသူရမေယဆိုတဲ့ဒီကံ၅ပါးနဲ့လုံခြုံပြီးတော့သီလဖြူစင်းနေတယ်ခုဆောက်တည်ခုပြုစင်တာကြည့်လေမကောင်းတာတွေကဘယ်လိုပဲလှုပ်ခဲ့ကောင်းတာတွေလှုပ်တဲ့အချိန်ကစပြီးတော့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးွယ်ဖြစ်တယ်ကိုသီလလေးကိုအာယုံပြုတစ်ချိန်တစ်ခါတော့ကိုကငါးပါးသီလချိုးဖောက်ခဲ့ပေမဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်ဖြစ်လာတာရှင်အင်္ဂုလိမာလာကြီးကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည့်ပေါ့ယတောဟံပဂိနိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိတ်စပါဏံဇိဟိတဝရောပိတာကြည့်အရိယာအမြတ်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစေလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်ဟိုတုန်းကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးလို့ပဲသီလအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်ကစပြီးငါ၅ပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်းအဲ့လိုအားပေးစကားပြောရမယ်အရိယာတွေစောင့်ထိန်နဲ့မြတ်မြတ်နုံနုံစောင့်ထိန်နဲ့ဒီ၅ပါးသီလပြည့်ပြည့်စုံစုံအဲ့ဒါလိုကျင့်ကြံကြုတ်ကိုအထောက်ပါအဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဘာမှမပူနဲ့အားတင်းထားစိတ်ကလေးကြည်နူးမသွားဘူးလားနေမကောင်းတဲ့လူတယောက်ဟာ
သူ့မှာအာကိုစရာတွေဖရာပေါ်မှာကြီးညိုတဲ့တရားတရားရှိတယ်တရားပေါ်မှာကြီးညိုတဲ့တရားတရားရှိတယ်တန်ခါပေါ်မှာကြီးညိုတဲ့တရားတရားတွေရှိတယ်ငါးပါးသီလကိုမျက်မျက်နှုံနှုံစောင့်ထိန်ထားတာရှိတယ်ဆိုဟောတကယ်အာကိုစရာတွေမရှိဘူးလားအဲ့ဒါလို့အာကိုစရာတွေရှိပြီးလို့ရှိရင်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအားပေးစကားပြောတာဟုတ်ကဲ့လားဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့သူ့ကိုပြောလူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥမာမဲ့မိဘတွေဆိုရင်သာသမီပုံမှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပုံမှာတွေ့တာအဲ့ဒါကြရင်ပြောတဲ့မိဘတွေပုံမှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုမထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောရမယ်ဟုတ်ကဲ့လားဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံနေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိလဲသိမှာပဲသိမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါတဲ့ဒါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးတဲ့အခါရှိတယ်ဆိုလို့ရှိရင်အေးတွေ့တာတဲ့စိတ်ရှိနေလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသိမှာပဲသိမဲ့အတူတူတော့လွတ်လွတ်ကျွတ်ကျွတ်ဘယ်သူပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါပြောစိတ်ရဲ့အတွေ့အတာကအတော်တော်ဆိုးတယ်စိတ်တွေ့တာမှုကြောင့်ဗမာတွေကလည်းပြောတယ်လေ9 ရက်တိတိအိမ်မော်ကမဆင်းဘူးလို့ဘာလို့ပြောနေကြတယ်ဟုတ်လားမကျွတ်ဘူးလို့ဘာလို့ရှောက်ပြောအတွေ့အတာရှိရင်တော့ဖြစ်တတ်တယ်လူတိုင်းမဆင်းတာတော့မဟုတ်ပါဘူးမကောင်းမှုအကုသိုလ်တွေသိများတဲ့လူကြတခါတည်းဆင်းသွားတာပေါ့ဟိုတခါကြီးတယောက်ပြောတာလို့ပဲသူကအမြဲတမ်းမုတ်ဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေသူကဘာပြောတော့ဆိုရင်သူသေလို့ရှိရင်တဲ့တွင်းတူးပြီးတော့မမြုပ်နဲ့တဲ့မြေကြီးပေါ်ဒီတိုင်းမှောက်ချထားလိုက်သူကသူရဲဝင်သွားပါမယ်လို့ပြောတယ်ဆိုလိုတာကသူကအကုသိုလ်တွေလုပ်နေတာသူသိရင်တော့အောက်ပဲသွားမှာပဲလို့ပြောတဲ့သဘောပဲဟုတ်ကဲ့မိုက်တဲ့လူကလည်းအဲ့လိုလောက်ထိအောင်မိုက်သွားတာနော်ပြင်ဖို့မစင်စားဘူးမြေကြီးတဲ့ရဲဝင်သွားမယ်တဲ့အဲ့တော့တွေ့တာမှုတွေကိုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးတော့သွားရမယ်မိဘပေါ်တွေ့တာသလားမိဘပေါ်တွေ့တာကိုဖြုတ်ရမယ်သားမယားပေါ်တွေ့တာရင်လည်းတွေ့တာမှုမရှိအောင်ဖြုတ်ရမယ်ပစ္စည်းဥစ္စာတွေပေါ်တွေ့တာလားတွေ့တာမှုတွေကိုဖြုတ်ရမယ်တစ်ခုချင်းဖြုတ်သွားတွေ့တာမှုဆိုတာအလွန်ဆန်းတဲ့ဆိုးတယ်နော်တိတ်တဆိုတဲ့ယန္တပါအကြောင်းအားလုံးကြားဖို့နေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်မွန်ရက်လုပ်ပြီးတော့ချော်ချော်လေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနေ့ကျတော့ဝတ်မယ်ဆိုပြီးတော့အားတင်းထားမဝတ်ရသေးလို့ညကျတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော်မူဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်လေချီတွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာသီလရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့သောအတွေ့အတာသွားပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်တယ်အဲ့ဒီလိုတန်းသွားဖြစ်တော့သေသွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းဒီမတ္တတဏ္ဍကလို့ခေါ်တယ်သေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဒီတန်ခိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ်အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီပေါ့သူသင်္ကန်းလေးကြံရတဲ့အဲ့ဒီသင်္ကန်းကိုဝေပန္တိကပြုတ်မယ်ဆိုတော့အဲ့တန်းကစိတ်ဆိုးလိုက်တာတဲ့ငါသင်္ကန်းဘာလို့ယူရမှာတော့ငါသင်္ကန်းဘာလို့ယူရမှာတော့ကြည့်တွေ့တာကိုအကြောင်းပြုပြီးဒေါသပါဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီသင်္ကန်းကိုမဝေဘာညာနဲ့အောင်ထားလိုက်အောင်9 ရက်ဆိုတော့သူသင်္ကန်းလေးပေါ်မှာသူအေးအေးဆေးဆေးနေတက်တန်းစိတ်တော့9 ရက်ပဲသူကအသက်ရှည်တာကို9 ရက်ပြည့်တဲ့အခါကျသေပြီးတော့အေးအေးဆေးဆေးအတွေ့အတာလွတ်တဲ့တာဝရိန္ဒနတ်ပြည်ပြီးရောက်သွားတယ်တဲ့သူ့ရဲ့သီလစွမ်းအားကြောင့်တာဝရိန္ဒနတ်ပြည်ရောက်သွားတွေ့တာကသီလရဲ့အရင်လက်ဦးသွားပြီးတော့တမ်းဘဝရောက်သွားတာကြောက်เสียအလွန်ကောင်းတယ်
ဒါကြောင့်မို့အတွေ့အတာမထားပါနဲ့လို့ပြောပြရမယ်မတွေ့စေနဲ့တော့တွေ့ရင်အိမ်မောကမစင်းဘူးဆိုဟုတ်တယ်ပစ္စည်းလည်းမတွေ့စေနဲ့ဘာမှမတွေ့စေရဘူးကိုလည်းမတွေ့အောင်တတိထားရမယ်နော်တွေ့တာမှုဆိုတဲ့ဒီနိကံတိဟာအလွန်ဆိုးတယ်သောတာပန်ပုဂ္ဂိုလ်ဖြစ်အောင်တော့ဟုတ်အထက်မရောက်နိုင်ဘူးအတွေ့ရှိလို့ရှိရင်တွေ့တယ်ဆိုတာဆွဲထားတာပဲလေဆွဲထားရင်ဒီနေရာပဲပြန်လာမှာပေါ့ကြည့်ဗေမိတာရမင်းကြီးဆိုတာလူတွေကြားဘူးနေတာအားလုံးဗေမိတာရမင်းကြီးဟာဖះနဲ့တွေ့ချင်းပထမဆုံးအချိန်ဖះကြွလာတဲ့အချိန်တွေ့ချင်းတရားဓမ္မနာတော့သောတာပန်ဖြစ်သွားတယ်ဝေလူဝဥယျာဉ်ကြီးနဲ့ကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းထားသူဖြစ်တယ်ရသက်ပံလည်းမြတ်စွာဘုရားကိုကိုးကွယ်စိတ်ကပ်သွားတဲ့ပုဂ္ဂိုလ်ကံမကောင်းအကြောင်းမလားလို့နောက်ဆုံးမှာထောင်သွင်းကျင်းချခံပြီးထောင်ထဲမှာလုံးကြံတပ်ဖြတ်ခံလိုက်ရတယ်လုံးကြံတပ်ဖြတ်မှုကြောင့်တော့သောတာပန်ဖြစ်နေသည့်အတွက်ကြောင့်သူကတောကတွေဒုက္ခတွေမဖြစ်ပါဘူးအဲ့ဒီအတွေ့အတာလေးကသူကအထက်နတ်ပြည်တွေဖြစ်နိုင်ရဲ့သားနဲ့ဘာသွားဖြစ်တယ်ဆိုစတုမာရိနတ်ပြည်ကဝိသောနတ်မင်းကြီးရဲ့အချမ်းအယံနတ်ဘလူးကြီးထဲမှာသွားဖြစ်တယ်ဒီအောက်တန်းကြဟုတ်ကဲ့စတုမာရိနတ်ဘုံဆိုတာနတ်ပြည်6ထပ်မှာအောက်ကျဆုံးနတ်ဘုံလေအဲ့ဒီနတ်ဘုံတော်မှာနတ်မင်းကြီးထဲမှာမဖြစ်ဘဲနဲ့လူတို့ကလူမင်းဖြစ်ပါလေရတဲ့နတ်ထဲမှာကျတော့နတ်မင်းမဖြစ်ဘဲနဲ့နတ်မင်းရဲ့အစေပါသွားဖြစ်တယ်ချိစနဝတ္တပလို့ခေါ်တယ်သူနာမည်ကအာလဝကတို့နဲ့တရံနဲ့ပေါ့အာလဝကတို့ပုံနကတို့နဲ့တရံနဲ့နတ်ပြည်လူစစ်ဖို့ကြီးသွားဖြစ်တယ်ဘာဖြစ်လို့အဲ့လိုဖြစ်တာတော့ဆိုတာအဲ့ဒီဘဝကိုသူကတွဲတာအရင်တုန်းကလည်းအဲ့ဒီဘဝမှာဖြစ်ခဲ့တယ်9 ကြိမ်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒီဖြစ်ခဲ့ဘူးတဲ့နေရာကိုစိတ်ကပြန်ညွတ်တာတေကနေကြတော့တွဲတာလိုက်သည့်အတွက်ကြောင့်အထက်နတ်ပြည်တွေမှာမဖြစ်ဘဲနဲ့အောက်နတ်ပြည်မှာပဲပြန်ဖြစ်တယ်တဲ့အဲ့တော့လူဆိုတာပြန်ပြီးတော့မွေးရတယ်နော်တတိထားဒါတော့ဟုတ်မှာပဲဥက္ကံနေတဲ့လူကလည်းဥက္ကံပဲတွဲမယ်ထင်တယ်ကြည့်ရလားဟုတ်ကဲ့လားဒီတွဲရင်တော့ဒီပဲပြန်ဖြစ်ဖို့များတာပေါ့အတွေ့အတာရှိနေဒီမှာပဲပြန်ဖြစ်တတ်တယ်နော်အကုသိုလ်တွေကြီးမရှိဘူးဆိုရင်ကုသိုလ်ကလည်းကြီးမရှိဘူးဆိုရင်ဒီမှာပဲပြန်ဖြစ်တတ်တယ်အဲ့ဒီအတွေ့အတာရဲ့သဘောဒါကြောင့်မို့အတွေ့အတာကိုတစ်ခုချင်းဖြုတ်ပါတဲ့မိဘပေါ်တွေ့တာတဲ့စိတ်ငဲတဲ့စိတ်မထားပါနဲ့သားသမီးတွေပေါ်မှာတွေ့တာတဲ့စိတ်ငဲတဲ့စိတ်မထားပါနဲ့ပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာတဲ့စိတ်ငဲတဲ့စိတ်တွေမထားပါနဲ့တဖြည်းဖြည်းချင်းဖြုတ်သွားလိုက်ပြီးတော့လူဘုံလူဘဝတွေ့တာတဲ့စိတ်မထားပါနဲ့ဒီတဲ့ကောင်းတဲ့ပေါ်မှာရွှေ့လိုက်စမ်းပါလူဆိုတာပစ္စည်းတွေဝယ်တဲ့အခါမှာရွေးတယ်မဟုတ်လားပစ္စည်းတွေမှာ3-4မျိုးတွေ့လို့ရှိရင်ရေးတယ်ဒါလေးကတော့ကောင်းသားပဲပထမရွေးလိုက်တယ်နောက်ဟိုဟာလေးမြင်တော့ဟိုဟာလေးကဒါတဲ့ကောင်းတယ်ဆိုတော့ရွေးတော့ပြန်ပြောင်းပြီးတော့မယူဘူးလားပစ္စည်းတွေပြောင်းပြီးတော့ယူတယ်လို့ပဲအခုလဲစိတ်လေးကိုပြောင်းပေးတာလူဘုံနဲ့စတုမာတဲ့နတ်ဘုံကကောင်းတယ်လူဘုံကအတွေ့အတာတွေကိုဖြုတ်လိုက်ပါလူပြန်မဖြစ်ချင်စမ်းပါနဲ့နတ်ဖြစ်အောင်လို့ကြိုးစားပါဟောအတွေ့အတာကနတ်ပြည်ပဲရောက်သွားတခါနတ်ပြည်မှာလဲစတုမာတဲ့နတ်တဲ့တာဝရိန္ဒာကပူချမ်းသာတယ်ဟောတာဝရိန္ဒာပေါ်မှာအတွေ့လေးကိုရွှေ့လိုက်တာဝရိန္ဒာပေါ်တွေ့တဲ့အတွေ့လေးကိုတခါတာဝရိန္ဒာတဲ့ပူကောင်းတဲ့နတ်ဘုံကယာမနတ်ဘုံရှိတယ်ဆိုဟောယာမနတ်ဘုံပေါ်တွေ့တာမှုကပြောင်းမသွားဘူးလားပစ္စည်းတွေချထားတဲ့အခါမှာဟုတ်လားတစ်ခုတည်းတစ်ခုကောင်းတဲ့ပုံမှာစိတ်ကရောက်သွားတယ်လို့ပဲဇာမာကနေတုတိတာကနေနေမာနရတိကနေပရနေမိတဝသဝတိဟောနတ်ပြည်6ထပ်တစ်ခုချင်းပြောင်းပြီးကောင်းတဲ့ကောင်းတာတွေရွေးသွားလိုက်တာနောက်ဆုံးပဲရောက်တော့ဆိုဗြဟ္မပြည်ကပိုကောင်းတာပေါ့ဆိုဟောကဘာချီပြီးတော့အသက်ရှည်တယ်ဗြဟ္မပြည်ကပိုကောင်းတယ်ဆိုဟောဗြဟ္မပြည်ကိုလည်းတွေ့တဲ့စိတ်လေးပေါ်လာတဲ့အခါကျတော့သူ့ကိုလည်းပြန်ဖြုတ်တယ်ဗြဟ္မဘုံဆိုတာလည်းပဲတဲ့အသက်ရှည်ပေမဲ့လို့မမြဲဘူးမခိုင်မြဲဘူးဒီနေ့ကြလို့ရှိရင်ပြောင်းလဲသွားအောင်မှာပဲအဲ့တော့အပြောင်းအလဲမရှိတာဘာလို့ဆိုရင်တက္ကာယនិရောဓခန္ဓာကိုယ်ကြီးလုံးဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ပဲနိဗ္ဗာန်ထိအောင်အတွေ့တွေဖြုတ်သွားပြီးနိဗ္ဗာန်ထိအောင်ပို့ပေးလိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ဟာတည်ငါတခဏအားဖြင့်ကတော့ကြည်စဉ်းစားကြည့်သူလိုချင်တာဘာဖြစ်သွားတော့ဆိုရင်နတ်ပြည်တွေရောဗြဟ္မပြည်တွေရောဗြဟ္မလိုချင်လာတယ်
နောက်ဆုံးကြတော့အဲ့ဒီလူချင်းမှုတွေ့တာမှုတွေအလုံးချုပ်ပြီးတော့ခန္ဓာကိုယ်ကြီးချုပ်ငိမ့်တဲ့နိဗ္ဗာန်ကိုပို့မပြစ်လိုက်ဘူးလားအဲ့တော့သူ့စိတ်လေးကလွတ်မသွားဘူးလားအတွေ့အတာတွေအလုံးကလွတ်သွားတယ်အဲ့ဒီလွတ်သွားတဲ့အတွေ့အတာဟာတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မျိုးလိုဖြစ်သွားပါတယ်လို့မြတ်စွာဘုရားဟုတ်ကဲ့လားအတွေ့အတာတွေတဖြည်းဖြည်းဖြုတ်သွားလိုက်တာဟာနောက်ဆုံးနိဗ္ဗာန်ထိအောင်ရည်မှန်းချက်ထိအောင်ရောက်သွားပြီးတော့ရောက်ရှိသွားတယ်အဲ့ဒီတွေ့တာမှုတွေဟာယဟန္တာပုဂ္ဂိုလ်ရဲ့ကိလေသာအာသဝတွေကလွတ်သွားတဲ့အချိန်တွေမျိုးနဲ့အခုဟာနဲ့အချိန်တွေမျိုးနဲ့သွားမတူဘူးလားတဲ့တူတယ်နော်ရှစ်ပါးသီလစောင့်တည်တဲ့အခါတောင်မြတ်စွာဘုရားကဒီလိုဟောတာရှိတယ်ယဟန္တာပုဂ္ဂိုလ်များသည်သူ့အသက်ကိုတတ်ခြင်းမှရာသက်ပံရှောင်တော်မူကြသည်ငါလည်းပဲဒီကနေ့သူများအသက်ကိုတတ်ခြင်းမှရှောင်ခြင်းဆိုတဲ့ပါဏာတိပါဒဝေရမဏိသိက္ခာပုဂ္ဂိုလ်စောင့်တည်ထားတယ်ဒီကနေ့ငါလည်းယဟန္တာလို့ကျင့်ရပြီလို့ကိုယ်စိတ်ထဲမှာနှလုံးသွင်းလို့ဥပောဒထသုတ်မှာဒီလိုဟောထားတာရှိတယ်ဘလွန်ကောင်းတဲ့စနစ်တည်းဟုတ်ကဲ့လားအဲ့ဒါလိုပဲအတွေ့အတာတွေကိုတဖြည်းဖြည်းဖြုတ်သွားလိုက်တာနောက်ဆုံးနိဗ္ဗာန်ရောက်သွားအဲ့ဒီနိဗ္ဗာန်ရောက်သည့်ထိအောင်စိတ်ဓာတ်လေးဟာတွေ့တာမှုတွေကလွတ်ကင်းသွားတဲ့အနေအထားမျိုးလေးဟာယဟန္တာပုဂ္ဂိုလ်တွေကိလေသာအာသဝတွေကလွတ်သွားတဲ့အခြေအနေမျိုးလေးနဲ့သွားတူပါတယ်ဟောအဲ့ဒါလိုထိအောင်အားပေးစကားပြောပြီးတော့ပုဂ္ဂိုလ်တွေကိုကူညီအချင်းချင်းမိတ်ဆွေသင်္ကားတွေကိုကူညီပေးပါလို့မြတ်စွာဘုရားကဒီသုတ်တံမှာဟောလို့ရင်ဖြစ်တယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အားပေးစကားအမတန်အားငယ်နေတဲ့အချိန်ခါမျိုးမှာအားပေးစကားပြောတာနောက်ဆုံးနေ့အတွက်အားပေးစကားပြောသလိုပဲနေ့စဉ်လည်းပဲအားပေးစကားပြောရမှာပဲဟုတ်ကဲ့လားနေ့စဉ်မြလည်းအိုးနေတာမပူနဲ့နားနေတာလည်းမပူနဲ့သိရမှလည်းမပူနဲ့ကို့မှာငါမှာပါရှိတော့ဘုရားကိုယုံကြည်တဲ့တရားတရားရှိတယ်တရားကိုယုံကြည်တဲ့တရားတရားရှိတယ်သံဃာကိုယုံကြည်တဲ့တရားတရားရှိတယ်ငါးပါးသီလငါးလုံးတယ်လို့ကိုယ့်ကိုရောအာမပေးတိုက်ဘူးလားအေးအာပေးစကားကိုယ့်ကိုလည်းပြောသူတစ်ပါးကိုလည်းပြောမိအောင်အတွေ့အတာတွေကိုလည်းတစ်ခုပြီးတစ်ခုဖြုံးနိုင်အောင်ဘယ်ပေါ်မှာငါသိတွဲနေတယ်လဲကိုယ့်အကိုစဉ်းစားဟုတ်လားအဖိုးကြီးတွေဖွားကြီးတွေဆိုမြီးပေါ်တွဲသလားမေးကြည့်ပေါ့နော်တွဲလို့ရှိရင်မတွဲဖို့ကိုယ့်ကိုပစ္စည်းပေါ်တွဲရင်လည်းမတွဲဖို့မတွဲမိအောင်ကိုယ့်ကိုအတွေ့အတာတွေကိုတဖြည်းဖြည်းဖြုတ်ပြီးတော့နောက်ဆုံးအတွေ့အတာကင်းရနိဗ္ဗာန်ချမ်းသာထီအောင်ဥတည်ပြီးတော့သွားနိုင်အောင်ကျင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတို့သည်ဘုရားမြတ်စွာဟောကြားတော်မူအပ်တဲ့ဒီမဟာနာမသုတ်ထဲမှာလာတဲ့အာဘိစကားဆိုတဲ့တရားကိုလိုက်နာကျင့်သုံးပြီးအတွေ့အတာတွေလုံးဝလွတ်မြောက်ခါနိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း